ဒီကဘာကြီးမှာအရာအားလုံးကအဖြူမဲဆန်ဆန်ဖြစ်နေပြီးဖခင်တယောက်နဲ့တူသားလေးတယောက်က အယောင်ဆုံဆုံနဲ့ထင်ရှားနေကြတယ်ဒီနေ့ကတော့ကောင်လေးရဲ့အကြောင်းပထမဆုံးနေပဲဖခင်ကသူ့အိတ်ကိုအပြည့်အဝထည့်ပေးလိုက်တယ်ဒါပေမဲ့ကျိုးတစ်ချက်ဆွဲလိုက်တဲ့အခါအလေးအနက်ကြီးတဲ့အိတ်ကတေးတော်တော်လေးဖြစ်သွားတယ်ကောင်လေးပြေးလာတဲ့အချိန်မှာဖခင်ကသူ့ရဲ့တေးသေးလေးပခုံးပေါ်ကိုကြောင်းအိတ်ကိုလွှဲတင်ပေးလိုက်တယ်အလေးချိန်ကောင်သူလဲမလိုက်ရအောင်တော့ခတ်သေးသွားတယ်ဒီအဖြူမဲမြုပ်ကြီးထဲမှာတော့အယောက်တောက်တောက်လက်နေတဲ့တစ်ပင်တစ်ပင်ရက်နေတယ်အဲ့ဒီအောက်မှာလူငယ်တယောက်ကဗိုင်ယိုလင်တီးနေတယ်တန်စင်အတန်ကကောင်လေးရဲ့နားထဲကိုဆွဲဆောင်သွားတယ်သူ့အိတ်ကိုချပြီးတန်စင်နဲ့အတူကခွန်းလိုက်ပြီးမြင်ဖခင်ကတော့အိတ်ကိုပြန်ပေးလိုက်တယ်အဲ့ဒီလိုနဲ့ကောင်လေးကထပ်ပြီးအလေးတင်နေရင်ကြောင်းဘက်ကိုရိတ်ရန်ရန်သွားလိုက်ရတယ်။ကောင်လေးကပထမဆုံးကြောင်းနေ့အတွက်စိတ်လှုပ်ရှားနေခဲ့ပေမဲ့ဖခင်ကတော့သူ့ရဲ့အဖြူမဲယုံကန်းနဲ့ဝန်သွားတဲ့အခါစစ်မကောက်ချင်နေတယ်။သူလက်ဆွဲအိတ်ထဲကဖိုင်လေးတစ်ဖိုင်ထုတ်လိုက်တယ်။ပတ်ဝန်းကျင်ကလူတွေအားလုံးရဲ့မျက်နှာတွေကအာရုံမရှိသလိုတိတ်ဆိတ်နေကြတယ်။အလုတ်ရှင်ကစာရွက်အုပ်ကြီးတအုပ်ဖေးလိုက်တဲ့အချိန်မှာဖခင်ရဲ့ကိုယ်လုံးကအယောင်တွေပြကွယ်သွားတယ်။သူ့ပတ်ဝန်းကျင်ကလူအားလုံးလည်းအဖြူမဲပဲခွနေကြတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးကအယောင်တောက်တောက်နဲ့ပုံဆွဲနေတယ်။ဆီယာမကိုဝမ်းသာစွာပြသပြီးမြဲဆီယာမကလက်ကျင်ကန်းစာတွေကိုအရင်လွတ်ဖို့ပြောလိုက်တယ်။ကောင်လေးမလက်ခံချင်ဘူး။သူစိတ်ကူးစိတ်တန်းနဲ့ကိုယ်ပိုင်အခရာပုံစံတွေတီးထွင်ရေးဆွဲလာတယ်အချိန်တွေကြာလာတော့ဖခင်ရဲ့နောက်ကျောကနေစဉ်အလုပ်အလေးအကျင့်ကြောင့်ကွေးလာတယ်။ကျောင်းစင်းချိန်မှာကောင်လေးကဖခင်ရဲ့လက်မောင်းထဲကိုပြေးဝင်လာတယ်။အဲ့ဒီဖတ်တွေပွေ့ဖန်မှုထဲမှာဖခင်ရဲ့အယောင်တွေပြန်ပေါ်လာတယ်။ကောင်လေးကသူ့ဆွဲထားတဲ့ပန်းပုံလေးကိုပေးလိုက်ပြီးမြဲဖခင်ကမျက်နှာမကောင်းဘူး။နောက်နေ့မှာလဲကောင်လေးကအလေးကြီးတဲ့အိတ်ကိုထပ်ပြီးလွယ်ရပြန်တယ်။နေ့တိုင်းကဇက်ညွန့်တပုတ်လိုပဲထက်ခါထစ်နေတယ်။ကောင်လေးကပုံဆွဲတာရပ်သွားပြီးအခရာလေးကိုပြီးပြည့်စုံအောင်ရေးလာနိုင်တယ်။ကျောင်းပြီးတဲ့အခါသူ့အပြုံးလေးပျောက်သွားပြီးမြဲဖခင်ကိုတော့ပွေ့ခွန်နေစေပဲ။ဒါပေမဲ့ဖခင်ရဲ့အယောင်တွေမပြန်လာတော့ဘူး။ဖခင်ကကောင်လေးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖတ်တဲ့အချိန်မှာသာအယောင်ပြန်လာပေမဲ့အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့အယောင်တွေစတင်မိတ်မလာတယ်။နောက်ပိုင်းမှာတော့ကောင်လေးကမေးခွန်းမမေးပဲအလေးကြီးတဲ့အိတ်ကိုလက်လန်းထုတ်ပြီးလက်ခံလာတယ်။အခြားကလေးတွေနဲ့အတူနားခံတတ်ပြီးအယောင်မရှိတဲ့ကလေးတယောက်လိုပေါင်းသွားတယ်။ဒီတစ်ခါတော့ပွေ့ဖတ်မှုမရှိတော့ဘူး။အစားထိုးအနေနဲ့ကောင်လေးကစုံလင်ပြေးစုံတဲ့စာမေးပွဲစာရွက်ကိုဖခင်ကိုပေးလိုက်တယ်။သူတို့အယောင်တောက်တဲ့တစ်ပင်နားကိုဖြတ်သွားကြတယ်။တချင်းတန်ကိုတော့နားထောင်နေစေပဲ။ဒါပေမဲ့စိတ်ခံစားချက်ကမတူတော့ဘူး။ကောင်လေးကလက်ကိုဖွင့်ကြည့်လိုက်တော့သူ့ကိုကြိုးဆိုတာကအလေးကြီးတဲ့အိတ်တစ်လုံးပဲချင်နေတယ်။ကောင်လေးရဲ့စာရွက်ကိုမြင်ပြီးဖခင်ကဟောင်းနှွမ်းနေတဲ့ပုံဆွဲစာရွက်လေးကိုထုတ်လိုက်တယ်။တချင်းကိုပြန်လေခံစားနိုင်ဖို့ကောင်လေးကိုတစ်ပင်အောက်ကိုခေါ်သွားခဲ့တယ်။ဒါပေမဲ့ဗိုင်ယိုလင်တီးနေသူကမရှိတော့ဘူး။ကောင်လေးကစိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်သွားတယ်။အဲ့ဒီအချိန်မှာပဲဖခင်ကတစ်ပင်အောက်မှာနေပြီးဗိုင်ယိုလင်တီးတယ်လို့အယောင်ဆောင်ပြီးကစားပြလိုက်တယ်။တဖြည်းဖြည်းနဲ့ကောင်လေးရဲ့အယောင်တွေပြန်လာပြီးဖခင်ရဲ့အယောင်တွေလည်းပြန်လာတယ်။အမှန်တကယ်တော့အယောင်စုံစုံနဲ့နေထိုင်ဖို့ဆိုတာအဲ့ဒီလောက်မခက်ခဲခဲ့ဘူးဆိုတာကိုသူတို့သိလာကြတယ်